မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့အာဆီယံရဲ့ဦးဆောင်မှုနဲ့နိုင်ငံတကာကပါဝင်တဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးမရှိပါကပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်လို့ NUG အစိုးရပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာဆီယံရဲ့ဦးဆောင်မှုနဲ့နိုင်ငံတကာမှပါဝင်တဲ့စနစ်ကျတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်တရားမျိုးမရှိပါကအယက်သားပြည်သူတွေကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ကြောင်း NUG အစိုးရကတိုက်တွန်းပြောဆိုထားပါတယ်မြန်မာနိုင်ငံရေးရာအခြေအနေများနဲ့ဆက်လက်ပြီးကူညီဖြည့်ရှင်းဖို့အာဆီယံခေါင်းဆောင်တွေရဲ့တည်တံ့သဘောထားကြီးညာချက်ထုတ်ပြန်ခြင်းပေါ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့သဘောထားရည်တည်ချက်ထုတ်ပြန်ရမှာထည့်သွင်းပြောဆိုထားတာပါအယက်သားပြည်သူများနဲ့အများပြည်သူဆိုင်ရာအဆောက်အအုံတွေပေါ်အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့မစင်မတင်လှုပ်ဆောင်လျက်ရှိတဲ့တိုးမြင့်လာတဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့အစွမ်းကုန်ထိန်းသိမ်းဆောင်ရွက်ကြဖို့နဲ့အယက်သားပြည်သူအလုံးရဲ့ဘေးကင်းမှုနဲ့လုံခြုံမှုကိုတည်ကြစေဖို့တိကျတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့အာဆီယံရဲ့တိုက်တွန်းချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကြိုဆိုပါကြောင်းအသိပေးပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရမှာလိုအပ်နေသူများထံကိုလက်လန်းမီရောက်ရှိစေဖို့အတွက်ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ရည်ရွယ်ချက်နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်စဲထားဖို့အာဆီယံခေါင်းဆောင်တွေရဲ့တိုက်တွန်းချက်ကိုနားလည်တယ်လို့ဆိုပါတယ်။ငလျင်ပေးတဲ့ကြားရောက်ခဲ့တဲ့နေရာများမှာလူသားချင်းစာနာမှုဆိုင်ရာကိစ္စရေးလုပ်ငန်းများဆောင်ရွက်ဖို့ယာယီအပြစ်ခတ်ရစင်ကိုမြို့သားညီညွတ်ရေးအစိုးရကကြီးညာခဲ့ကြောင်းဒါပေမဲ့အကြမ်းဖက်စစ်ကောင်စီကအပြစ်ခတ်ရစင်ကြီးညာထားတဲ့ကာလမှာပဲအပြစ်မဲ့အရှက်သားပြည်သူတွေအပေါ်လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေတာလွန်အင်အားများတုံပြီးရက်သားပြည်သူများနေထိုင်တဲ့မြို့ရွာများကိုမီးရှို့ဖျက်ဆီးခြင်းများအရှက်သားပြည်သူများကိုတရားမဲ့တပ်ဖြတ်ခြင်းများကိုနေ့စဉ်နဲ့များကျူးလွန်လျက်ရှိကြောင်းသိရပါတယ်။အရှက်သားပြည်သူအလုံးရဲ့ဘေးကင်းမှုနဲ့လုံခြုံမှုကိုတေချာစေဖို့တိကျတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်ဖို့အတွက်အာဆီယံရဲ့ဦးဆောင်မှုနဲ့နိုင်ငံတကာမှပါဝင်တဲ့စနစ်ကျတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရန်ရာမျိုးမရှိပါကအယက်သားပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ကြောင်းမျိုးသားညီညွတ်ရေးအစိုးရကပြောပါတယ်။အာဆီယံလက်တလောလိုအပ်ချက်များအကဲဖြတ်မှုအစီရင်ခံစာနဲ့ AHA စင်တာရဲ့ပူးတွဲလိုအပ်ချက်များအကဲဖြတ်ခြင်းတို့ကိုအခြေခံပြီးအာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုဘေးကင်းအချိန်မီထိရောက်ပြီးပွင့်လင်းမြင်သာမှုရှိစေဖို့သက်ဆိုင်သူအလုံးကိုတိုက်တွန်းမှုကလူသားချင်းစာနာမှုဆိုင်ရာနိုင်ငံတကာစံနှုန်းတွေနဲ့ညီရပ်တည်ဆောင်ရွက်မှုဖြစ်တဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရကကြိုးဆိုကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။အဲဒီလိုဆောင်ရွက်ရမှာအမျိုးသားညီညွတ်ရေးအစိုးရတိုင်းရင်းသားတော်လှန်ရေးဖွဲ့တွေရဲ့အခြေအနေအကဲဖြတ်အစီရင်ခံစာတွေကိုလည်းအသုံးပြုရန်လိုအပ်သလိုနိုင်ငံရေး80%နီးပါးအထိနယ်မြေထိန်းသိမ်းစိုးမိုးထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကလက်တွေ့အုပ်ချုပ်နေတဲ့နေရာများမှာတိုင်းရိုက်ချိတ်ဆက်ဆောင်ရွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံများမှာ10နှစ်ဆက်ဖြတ်ကျော်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးဖို့အာဆီယံအနေနဲ့ဆောင်ရွက်ပေးဖို့အထူးတိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေအထူးသဖြင့်မူးယစ်ဆေးဝါးကုန်ကူးမှုလူကုန်ကူးမှုနဲ့အွန်လိုင်းလှည့်ပြမှုတွေတိုးပွားလာခြင်းကိုဖြေရှင်းဖို့အတွက်အာဆီယံဖွဲ့ဝင်နိုင်ငံများကြားနဲ့ပြင်ပမိတ်ဖက်များမြန်မာအိန္ဒိယနိုင်ငံများကုလသမဂ္ဂတို့နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးတက်ကောင်းမွန်အောင်အာဆီယံကဆောင်ရွက်ရမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းအာဆီယံနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။မြန်မာများကိုယ်တိုင်ဦးဆောင်တဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းသောနိုင်ငံရေးဖြည့်ရှင်မှုရရှိဖို့ကြိုးပမ်းဆောင်ရွက်ရမှာမြန်မာပြည်သူတွေကဦးဆောင်ဆင်နွှဲနေတဲ့ຫນွေဦးတော်လှန်ရေးရဲ့အန်တီမရီမတ်ချက်ပန်းတိုင်ဖြစ်တဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးစစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေးအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဖော်ဆောင်နိုင်ရေးတို့အတွက်အပြည့်အဝသဘောတူတာဝန်ယူတာဝန်ခံနိုင်မဲ့မြည်သည့်ဖွဲ့စည်းနဲ့မစိုးယုံကြည်မှုတည်ဆောက်ဖို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အသင့်ရှိကြောင်းအသိပေးပါတယ်။ဆက်လက်ပြီးတောင်ခမ်းရှိတပ်စခန်းတစ်ခုကို TNL ထပ်မံလက်လွတ်ပေးလိုက်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းကြီးရွာအနီးရှိ TNL ရဲ့တပ်စခန်းတစ်ခုကိုစစ်ကောင်စီကထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်းမြေပြင်သတင်းအရင်းမြစ်တွေမှာစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ26ရက်ကတောင်ခမ်းနဲ့အုံမတီဘက်မှစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးရာပြင်ကြီးရွာရှိ TNL တပ်စခန်းကိုထပ်မံလက်လွတ်ပေးခဲ့ရပါတယ်။မှန်နဲ့စစ်တပ်ကစခန်းတချို့ကိုပြန်ထိန်းချုပ်နိုင်ခဲ့တာမေလ20ရက်ကလည်းတရက်ချိုစီဒီကုန်းပြန်ရသွားတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ရှောင်းအောင်ပြန်ယူမယ်ကျန်တဲ့နေရာတွေလည်းဆက်လက်ကုကန်နေတယ်နောက်ဆုတ်ပြီးဖို့လည်းမရှိဘူးလို့မြေပြင်သတင်းအရင်းမြစ်တချို့ကဆိုပါတယ်လက်ရှိစစ်ကောင်စီကနောင်ချုံမြို့ကိုပြန်လည်ထိန်းချုပ်ဖို့အတွက်တောင်ခမ်းစခန်းကိုအထိုင်ထားကနောင်လင်ရပြင်းနဲ့အုံမတီရွာတွေဘက်ကိုနေ့စဉ်ဒီပါထိုးစစ်ဆင်တိုက်ခတ်လျက်ရှိပါတယ်ဒါအပြင်မြေပြင်စစ်ကြောင်းပြင်လေကြောင်းနဲ့လက်နက်ကြီးများအသုံးပြုပြီးတိုက်ခိုက်ခဲ့တာကြောင့်မေလ1ရက်မှ28ရက်ထိကလင်းငယ်တုပ်ပါဝင်အရှက်သား4ဦးသေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာ
ရရှိခဲ့ပါတယ်။ဒါအပြင်မြေပြင်စစ်ကြောင်းပြင်လေကြောင်းနဲ့လက်နက်ကြီးများအသုံးပြုပြီးတိုက်ခိုက်တာကြောင့်မေလ1ရက်မှ28ရက်ထိကလေးငယ်တုံးပါဝင်အရှက်သား4ဦးသေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီ3ရက်အတွင်းတော့ညင်နေတဲ့တိုက်ပွဲဖြစ်တာမရှိဘူး။ဘာအတန်မှလည်းမကြားရဘူး။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကရာပြင်းရွာတိုက်ပွဲဖြစ်လို့ကျွန်တော်တို့ခုရှောင်နေတဲ့နေရာမှာရွာသား100နီးပါးရောက်လာတယ်ပြီးတော့စားဝတ်နေရေးအတွက်အခက်အခဲရှိတဲ့အကူအညီလိုနေတယ်လို့အုံမတီရွာကမျိုးသားတုံးကပြောပါတယ်။ပြီးခဲ့တဲ့မလ14ရက်ကလည်းနောင်ချုံမျိုးအမတ406တရင်နီးရှိနာရှိုးရွာကိုလည်း DNL ကလက်လွတ်ခဲ့ရတဲ့ပြင်နောင်ချုံလေးမဲပုံနဲ့နောင်လေးစခန်းများကိုလည်းစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်လက်ရှိစစ်ကောင်စီခိုင်မာတပ်ဆွဲထားတဲ့တောင်ခမ်းကြီးရွာမှာအမြောက်တပ်စခန်းကိုကဲမှုဌာနချုပ်900နဲ့အပါအဝင်အမြောက်တပ်ရင်းတွေဖြစ်တဲ့354 206နဲ့406တို့တပ်ဆွဲထားပြီး DNL ပူပေါင်းတပ်နဲ့နေ့စဉ်ဒီပါတိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်မြို့ထဲမှာပုံမှန်သွားလာနေတာပဲလေကြောင်းတိုက်ခိုက်မှုစိုးရိမ်နေရတာတခုကလွဲလို့ပေါ့မြို့ထဲလဲလေချောင်းချောင်းအိမ်တွေပျက်စီးရရှာနေချီပြီးတော့ကိုရှိတယ်ပြီးတော့အရင်လိုစီစီကားကမဖြစ်ဘူးလို့နောက်ချိုဒေသခံမျိုးသမီးတအုပ်ကပြောပါမနစ်က2024ခုနှစ်ဇူလိုင်လ10ရက်မှာ DNL ပူပေါင်းတပ်ကနောက်ချိုမြို့ကိုသိမ်းပိုက်နိုင်ခဲ့တော့လဲတောင်ခမ်းရွာရှိစစ်ကောင်စီအထိုင်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပါဘူးအဆိုပါစခန်းကိုအခြေပြုပြီးစစ်ကောင်စီကပြန်လဲထူးစစ်ဆင်တိုက်ခိုက်နေတာကြောင့်လက်ရှိမှာ DNL ကစခန်းတချို့ကိုလက်လွတ်ဆုံးရှုံးနေရပါတယ်ဆက်လက်ပြီးကြောက်ဖြူမှာမိုးလေပြင်းထန်နေမှုနဲ့အတူပြင်းထန်တဲ့ထိုးစစ်ကိုအေးအေးစတင်ပြီးနှမ်းဖဲတောင်ချင်းရွာကခင်းစခန်းကိုသိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲတပ်ရင်30နှစ်အရှိတ်မှာရှိတဲ့နှမ်းဖဲတောင်ချင်းရွာကခင်းစခန်းကိုအေးဘက်ကသိမ်းပိုက်လိုက်ပြီးပြိုင်းစိတ်ကင်ရွာမှာစစ်ကောင်စီနဲ့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေရလို့သိရပါတယ်။စက်မှုလက်မှုတင်တဲ့အကြောင်းကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နှမ်းဖဲတောင်ချင်းရွာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းတပ်ဆွဲထားတဲ့အရေးပေါ်ကာခင်းစခန်းကိုအေးကဒီရက်ပိုင်းမှာသိမ်းပိုက်ထိန်းချုပ်လိုက်တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါရယ်နန်းဖဲတောင်ကိုတိုက်နေတာ2ရက်လောက်ရှိပြီအခုတော့သိမ်းလိုက်ပြီလို့သိရတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက32ကိုပြေးဝင်သွားကြတယ်လို့သူကဆိုပါတယ်ရဲတရင်ကိုနောက်ဆုတ်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအေကိုပြန်လဲခုခံဖို့အတွက်အနီးပတ်လည်မှာကာကင်းမိုင်းဖြစ်မိုင်းတွေကိုအထက်ထက်အစင်သင့်ထောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်အလားတူပဲ32ရဲတရင်ဝင်ပေါက်ဂိတ်တစ်ခုဖြစ်တဲ့ပြိုင်းစီကင်ကြီးရွာမှာတပ်ဆွဲထားတဲ့နေရာတွေကိုအေဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်နေရလို့ဆိုပါတယ်စာတင်ကြောင်ဘုံကြီးကြောင်ဖျားကုန်းနေရာတွေကိုစစ်ကောင်စီကနေရာယူစကန်ချထားတဲ့အခုကအနီးနားကရွာတွေတိုက်ပွဲပြင်းထန်နေရလို့သူကပြောပါတယ်စစ်ကောင်စီရဲတပ်ရင်32ကိုကာကဲစကန်တွေနဲ့ဝန်းရံထားပြီးမြဲအေသိမ်းပိုက်မှုအောက်ကိုတကူပြီးတကူရောက်ရှိနေပြီးတရင်နဲ့အနီးဆုံးနန်းဖဲတောင်ကျင်းရွာကာကင်းတီကိုသိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်မကြာမီထိုးစစ်ရောက်နိုင်ပွဲများပြားနေတဲ့ရဲတပ်ရင်32ရဲ့အဓိကထွက်လန်းဖြစ်တဲ့ကြောက်ဖြူမြို့ကိုဦးတည်ပြီးနေရာတချို့ကိုကင်းအုပ်စုတွေလျှို့ဝှက်ချကထွက်ပေါက်ပြင်ဆင်နေရလို့သိရကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်